group fitness class တွေမှာတချင်းတွေကိုဖွင့်ပြီးတော့လေ့ကျင့်ခန်းလုပ်ကြပါတယ်ဒါပေမဲ့ group fitness class တွေကိုဥဆောင်နေတဲ့ instructor တိုင်းကတော့တချင်းတွေကိုဘယ်လိုစနစ်တကျသုံးရမလဲဆိုတာမသိကြပါဘူး YouTube ကဗီဒီယိုတွေကြည့်ရုံနဲ့လည်း class ခုကိုကောင်းစွာသင်ကြားနိုင်မှာမဟုတ်ပါဘူးတချင်းတွေကိုစနစ်တကျဘယ်လိုသေချာအသုံးချနိုင်မှာမသိဘူးတချင်းနဲ့လေ့ကျင့်ခန်းတခြားသူဖြစ်နေတယ် symbol စင်အောင် instructor နဲ့ member ချိတ်ဆက်မရှိနေရတဲ့ကြောင့် instructor ကိုယ်တိုင်ယုံကြည်မှုကင်းတဲ့တချင်းတွေကိုစနစ်တကျဘယ်လိုသေချာသုံးရမလဲသိလာတဲ့အခါ instructor ကိုယ်တိုင်ပို့ပြီးတော့ယုံကြည်မှုတိုးလာမယ် member များကလည်းကိုယ့်ရဲ့ဥဆောင်မှုအောက်မှာလိုက်ချောင်းကြတယ် motivation ပို့ပေးနိုင်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ class တွေကလူကြိုက်များလာအောင်မယ်ဒါကြောင့်မို့တချင်းအမျိုးအစားလိုက်လေ့ကျင့်ခန်းများကို beat တွေနဲ့အတူကွက်တိတင်ကြားခြင်းနဲ့ instructor တွေအတွက် music and movement course batch 1ကိုဖွင့်လှစ်တော့မှာဖြစ်ပါတယ်ဒီတင်နန်းဟာ group fitness instructor ဖြစ်ချင်တဲ့သူတိုင်းအတွက်တချင်းနဲ့လေ့ကျင့်ခန်းချိတ်ဆက်မှုတွေကိုအခြေခံကစပြီးတော့တင်ကြားပေးမယ် course တစ်ခုဖြစ်ပါတယ်